ဘုံမောင်အသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာတော့မန်စီးတီးအသင်းရဲ့နီးပြဂွာဒီယိုလာကအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့အခုလိုပြောသွားခဲ့ပါတယ်ကျွန်တော်တို့ဘုံမောင်ပွဲကိုဒါမနိုင်ဘူးဆိုရင်တော့အာဆင်နယ်အသင်းကိုဂုဏ်ပြုဖို့ပဲရှိပါတော့တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ချန်ပီယံမျှော်လင့်ချက်တွေကနောက်ဆုံးအထိဆက်လက်ရှင်သန်သွားမှာဖြစ်ပါတယ်ခရစ္စတယ်ပဲလေအသင်းကိုအာဆင်နယ်အသင်းကအဝေးကွင်းမှာကစားရတယ်ဆိုတာကအမြဲတမ်းခက်ခဲလေးရှိပါတယ်ကျွန်တော်တို့ကတော့ဒီအက်စတွန်ဗီလာကိုအိမ်ကွင်းမှာပဲလက်ခံကစားမှာပေါ့နော်ဒါကြောင့်မို့လို့အဝေးကွင်းမှာရှင်ပြန်ကစားရမယ်အာဆင်နယ်အသင်းကဒီလန်ဒန်ဒါဗီလေးဖြစ်တဲ့အတွက်ကြောင့်မို့ခရစ္စတယ်ပဲလေအသင်းတွေကပို့ပြီးတော့ခက်ခဲပါလိမ့်မယ်ဒီလိုပြောလို့ဒီအက်စတွန်ဗီလာကကစားရလွယ်လို့ကျွန်တော်ဆိုလို့မဟုတ်ပါဘူးဒါနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲဦးနန်အမရီယာတကယ်ကိုတော်တယ်သူဘလောက်ဒီစွမ်းဆောင်ခဲ့တယ်ဆိုတာကိုလည်းလူတိုင်းသိတယ်ပေါ့နော်ဒီအဲ့လိုမျိုးအရန်တော်တဲ့နီးပြတယောက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ပြောမယ်ဆိုရင်စူဖလားပြန်ပွဲအတွက်နောက်ဆုံးပွဲစဉ်နောက်ဆုံးနေ့ထီကိုရောက်ရှိပါတယ်နောက်တစ်ပတ်တတိယနေ့မှာအီဒီယက်ကွင်းတွေကိုလာရောက်အားပေးကြမယ့်ပရိသတ်တွေကိုငါတို့ကချန်ပီယံဖြစ်နိုင်သေးရဆိုတဲ့မျှော်လင့်ချက်တွေနဲ့ကျွန်တော်ရောက်လာစေချင်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီညဘုံမောင်ပွဲကိုအနိုင်ကစားသွားမှာပါတကယ်လို့ကျွန်တော်ရှုံးမယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့သလိုပဲအာဆင်နယ်အသင်းကိုကျွန်တော်ဂုဏ်ပြုသွားပါလိမ့်မယ်အဲ့လိုမျိုးဒီဂွာဒီယိုလာကဘုံမောင်အသင်းနဲ့ပွဲမတိုင်ခင်တင်းညာရှင်းရဲ့ပွဲမှာပြောကြခဲ့ရပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်